သူတစ်ဖြစ်တော့ဒီမှာရှိနေတဲ့လူတွေရောနောက်တစ်ခုကမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံဒီနိုင်ငံသားတိုင်းရင်းသားပေါင်းစုပေါ့နော်အားလုံးကိုဇာတ်လို့နေအထူးကြံပေးနေတာဒီနေ့သမ္မတဖြစ်လာတဲ့ဟုတ်လားဒီနေ့သူတို့ပြောတဲ့ဆိုပေါ်ပေါ့နော်မင်းအောင်လိုက်သမ္မတကြီးမင်းအောင်လိုက်ပေါ့ဆိုတာကဥပဒေနဲ့တရားဝင်သမ္မတဖြစ်လာခဲ့တယ်လို့ဘယ်သူမှလက်မခံဘူးဆိုတဲ့ချက်ကမ္ဘာကရောဒီနေ့အာဆီယံကရောမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဟုတ်လားနိုင်ငံသားတွေကရောအများစုကလက်ခံလာတာမဟုတ်ပါဘူးဥပဒေနဲ့ညီလည်းပဲသူကတကယ်သမ္မတနေရာကိုသူကရယူခဲ့တဲ့သူမဟုတ်ဘူးဆိုတဲ့ကိစ္စသိရှင်းနေတဲ့အချက်ဖြစ်တယ်အဲ့ဒီကကြတော့ဒီအစစ်အမှန်တွေလည်းဟုတ်လားရက်တီမနေလည်းနဲ့တရားမဝင်တဲ့နိုင်ငံအုပ်ချုပ်သူတယောက်ကိုဒီနိုင်ငံကတရားဥပဒေနဲ့အညီလက်ခံထားတဲ့လူလူအစိုးရတရက်ကိုအစားထိုးလာနိုင်တဲ့အဆင့်ဖြစ်အောင်လှုပ်ဆောင်သွားမယ်ဆက်ပြီးတိုက်ပွဲဝင်သွားမယ်တောင်းမှာမြန်မာနိုင်ငံသားအားလုံးကိုတောင်းရှိတယ်ပြောချင်တယ်အဲ့ဒီအတွက်ကိုလည်းပဲဒီနေ့ပဲအဆင့်မှာပြည့်ပေါ့နော်အခုချိန်မှာဆိုရင် NUG ဆိုတဲ့ဟုတ်လားဒီဘက်မှာအစိုးရတရက်ရှိတယ်တိုင်းရင်းသားတွေနဲ့ဒီနေ့ပေါက်ဆက်ဖွဲ့စည်းထားတဲ့ဟုတ်လားတပ်ပေါင်းစုသဘောဆောင်တဲ့ဒီနိုင်ငံရေးစုဖွဲ့မှုတွေနဲ့လှုပ်ရှားမှုတွေလည်းရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေကိုအခြေပြုပြီးတော့ဒီတဲ့အားကောင်းကောင်းတန်တဲ့တိုက်ပွဲတရက်ကိုထပ်ပြီးတော့တိုးမြင့်ပြီးတော့ဆင်နွှဲသွားစေချင်တယ်ဒါလူလူရဲ့တောင်းဖြစ်တယ်လူလူအာဏာလူလူလက်ထဲကိုပြန်ရောက်အောင်လုပ်ရမှာဖြစ်တယ်လူလူအာဏာကိုလူယူပြီးတော့မှသူစိတ်ကြိုက်ပုံပေါ်တဲ့ပုံစံမျိုးအောက်ကိုတော့လက်မခံသင့်ဘူးဆိုတဲ့အချက်ကိုတော့အထူးပဲဒီထားပြီးတော့ဒါကိုတတိကြီးစွာနဲ့ဒီတိုက်ပွဲကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့တော့ဒါဆရာတို့ဒီနေ့တိုက်တွန်းခြင်းနဲ့ပြောချင်တယ်